ဒိုင်းမွန်လေးတော့900ရှိတယ်ပေါ့နော်ကျွန်တော်အခုဆိုရင်တော့ဒီတစ်ကက်က20ရှိတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ပါစကိန်းလေးနဲ့ထပ်ပြီးတော့ပေါက်ပါမယ်ဆိုကျွန်တော်ဒီ software YouTube နဲ့တော့ထပ်ပြီးတော့ပေါက်ရအောင်ပြင်မယ်နော်ဒါလာလို့အခုဆိုရင်တော့ကျွန်တော်ဒီမှာကျွန်တော် YouTube ပိုင်းထပါတော့နောက်ထပ်ကျွန်တော်ပါစကိန်းဒါပေမဲ့ကြိုက်နေတော့ရှိသေးတယ်အဲကျွန်တော်ထပ်ပြီးတော့ဒီလိုမှအဲ့စကိန်းတစ်ပေါက်တော့သူများဒီပေါက်ကျွန်တော်ကြဒီဒီဘန်နေမှာဗျဟိုတန်တိုးဒီမှာဒီစကိန်းကြီးပေးနေတယ်ပန်နတာတာတို့ CCTN တို့လေးတို့ကျွန်တော်ကြတော့ကြည့်အောင်ကောင်းလို့အမြင်ပဲဘာမှတကောင်းမှမပေါ့ဘုံတော့ကျွန်တော်ကဒိုင်းမုန်းနေတာပြီးရတာပေးနေစကိန်းကျတော့ကျွန်တော်တကားမှပေးမှုပြဘုံတော့တိတ်ပြီးရက်ဆက်တာတည်တာဒါပေမဲ့ဗျသူကကျွန်တော်စကိန်းမပေးဘူးဆိုတော့လေသူပေးတဲ့ဒိုင်းမုန်းနဲ့ပဲသူ့ရဲ့စကိန်းကျွန်တော်ပြန်ပြီးတော့ပုံတော့ပေါ့နော်ဘာမှတော့မထူးပေါ့နော်ဘယ်တာပေးကြည့်ပဲပေါ့ကျွန်တော်အခုဆိုရင်တော့ကျွန်တော်လှလိုက်တာအကုန်လုံးပေါင်းဆိုရင်တော့ရင်တစ်ခေါက်တော့4000ကျွန်တော်တစ်ခေါက်တော့တစ်ကက်မသုံးမိနစ်ကျွန်တော်လှလိုက်တာဒိုင်းမုန်း4500လောက်ခုတစ်ခေါက်ကတော့ကျွန်တော်တစ်ကက်20နဲ့ဒိုင်းမုန်း4500နဲ့လဲပြီးလဲထားတာလက်ကျန်လေးတွေနဲ့ဆိုတော့ဘယ်လောက်ကုန်လဲဆိုတော့ကောင်းမျိုးတစ်ချက်တော့ချူသွားလောက်တော့ဒါပေမဲ့ကျွန်တော်တော့စကင်ကတော့ဒီထဲမှာတော့အကြိုက်ဆုံးကောင်းတော့ရှိသေးတယ်ဗျအဲပေါင်းယူရမယ်ဆိုတော့ကျွန်တော်ဒီလိုခံနိုင်တယ်လို့ခံနေတော့နောက်တစ်ခါကျမှအဲပေါင်းယူနေဆိုကျွန်တော်ပေါင်းလို့ပြန်ပြမယ်နော်အားပေးနေတဲ့တယောက်ရှိတဲ့ကျေးဇူးတင်ပါတယ်ဗျ